ပြီးတော့ reply ပြန်ပြီးမှဖြစ်ပါတယ်သူကဗာမေးထားတာလဲဆိုတော့ TikTok မှာ live လွှင့်တဲ့အခါမှာကြည့်ချူသူမရှိတာရဲ့ကြည့်ချူတဲ့သူတွေကိုဘာကြောင့်မရတာလဲဆိုတော့ comment လေးကိုလာပြီးတော့ reply ပြန်ပေးရင်းနဲ့ကို TikTok မှာဗီဒီယိုတွေတင်တော့မယ် live လွှင့်တော့မယ်ဆိုရင်သတိတိုင်းရမယ်အချက်ကလေးနဲ့ချက်ကိုလာပြီးတော့မျှဝေပေးသွားမှာဖြစ်ပါတယ်တကယ်လို့အမအနေနဲ့ TikTok မှာ live လွှင့်လို့မရတာလိုက်လွှင့်တဲ့အခါမှာကြည့်ရှုသူတွေချီကိုမရောက်တဲ့အရာကဘာကြောင့်လဲဆိုတော့နံပါတ်1တစ်ချက်အနေနဲ့ internet line ကြောင့်လည်းဖြစ်နိုင်တယ်နောက်ထပ်နံပါတ်2တစ်ချက်ကကြတော့ကိုယ့်ရဲ့ဖုန်းပေါ့နော်ကိုယ့်ရဲ့ဖုန်း14တာတို့ပြီးသွားပြီဆိုလို့ရှိရင် internet line မကိန်းတာ line မကောင်းတာတို့ပေါ့နော်အဲ့ဒီအခါမှာဆိုလို့ရှိရင်လည်းမရရှိနိုင်ဘူးနောက်ထပ်နံပါတ်3တစ်ချက်ကကြတော့ upgrade မြင့်ပေးပါ upgrade မြင့်ပေးမှသာလျှင်ကိုယ့်ရဲ့ဖုန်းက live လွှင့်တဲ့အခါမှာတွက်လက်ပြီးတော့ကြည့်ရှုသူတွေချီကိုအများဆုံးရောက်ရှိမှာဖြစ်ပါတယ်ဒါကတော့ live လွှင့်လို့မရရတဲ့အချက်တွေဖြစ်ပါတယ်နောက်ထပ်နံပါတ်4တစ်ချက်ကဘာဖြစ်မလဲဆိုလို့ရှိရင် live လွှင့်လို့မရတဲ့အချက်တွေမှာ TikTok ရဲ့ policy တွေ TikTok ရဲ့စီမင်းစည်းကမ်းချက်တွေဒီအချက်တွေနဲ့ညှိနေတယ်ဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ account ကို TikTok live လွှင့်တဲ့အခါမှာကြည့်ရှုတဲ့သူတွေစီကိုရောက်ရှိမှာမဟုတ်ပါဘူး live လွှင့်တဲ့အခါမှာဆိုလို့ရှိရင်လည်းရရှိမှာမဟုတ်ပါဘူးဒါကြောင့်မလို့ကို TikTok မှာ live လွှင့်တဲ့အခါမှာမရတာဖြစ်နိုင်တယ်ဒါကတော့ဒီအမတ်ကိုလာပြီးတော့ရင် reply ပြန်ပေးတာဖြစ်ပါတယ်တကယ်လို့ကိုကနေပြီးတော့ TikTok မှာဗီဒီယိုတွေတင်နေတယ် live လွှင့်နေတယ်ဆိုရင်သတိထားရမယ့်အချက်နှစ်ချက်ကဘာဖြစ်မလဲဆိုလို့ရှိရင် link ကိုယ်တိုင်ဖြစ်သွားတဲ့အချက်နှစ်ချက်ဖြစ်ပါတယ်အဲ့ဒါကဘာလဲဆိုတော့နံပါတ်1 TikTok ရဲ့စီမင်းစည်းကမ်းချက် policy နဲ့မညီတဲ့စကားလုံးတွေဗီဒီယိုတွေကိုတင်မိမယ်ဆိုလို့ရှိရင် TikTok ရုံးကတခါတည်းနဲ့ကိုရုပ်တွေပိတ်အတန်တွေပိတ်ဘန်းခံထိသွားတာပေါ့နော်ဒါကတော့ဟိုတနေ့ကတော့ဒီဗီဒီယိုဆိုလို့ရှိရင်ရန်ကြီးရိုင်းဆိုင်တဲ့စကားလုံးလည်းမပါဘူး comment ကို reply ပြန်ပေးတဲ့ဗီဒီယိုပေါ့နော်အဲ့ဒီဗီဒီယိုဆိုလို့ရှိရင်လည်းလုံးဝအမြင်ပိုင်းမဖြတ်ပေးဘူးဒါတစ်ချက်နောက်ထပ်နံပါတ်2တစ်ချက်ကကြတော့ဒီဗီဒီယိုပဲပေါ့နော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်အဲ့ဒီဗီဒီယိုဟာဆိုလို့ရှိရင် live လွှင့်တဲ့အကြောင်းကိုပြောလိုက်တယ်ပြောလိုက်တဲ့အခါမှာဆိုရင်အဲ့ထဲမှာ TikTok ရဲ့စီကံချက်တွေနဲ့မညီတဲ့စကားလုံးတစ်လုံးပါမယ်အဝေးအစားပါမယ်အဲ့ဒီခါမှာဆိုလို့ရှိရင်လည်းအဲ့ဒီအကောက်ကိုလုံးဝကိုဘယ်လိုလဲTikTok ရုံကအဘန်းခံထိတယ်လို့မျိုးစာကြောင်းပို့တာပေါ့နော်ပို့လိုက်တဲ့အခါမှာဆိုလို့ရှိရင်အကောက်ကဝါသွားတယ်ဒီလိုအစ်စ်နေထိတောင်ရောက်ရှိသွားတယ်ဒါကြောင့်မလို့ကိုက TikTok မှာ live လွှင့်တော်သည်ဖြစ်စေဗီဒီယိုတွေရိုက်တော့မယ်ဖြစ်စေအဲ့ဒီအချက်တွေကိုသတိထားရှောင်ကျဉ်ပေးဖို့ဒီလိုလေးကနေပြီးတော့လာပြီးတော့မျှဝေပေးသွားတာဖြစ်ပါတယ်အဲ့ဒါကဘလို့အချက်တွေကိုရှောင်ပြီးတော့ဘလို့မျိုးအချက်တွေကမရရှိတာလဲဆိုတော့ကကြတော့ကို live လွှင့်တော့မယ်ဆိုလို့ရှိရင်လိမ်ပိုင်းဆိုင်ရာပြီးလို့ရှိရင်ဥပဒေနဲ့မညီလို့ထားဒီလိုမျိုးနေရာတွေဒီလိုစကားလုံးမျိုးတွေကိုအထွတ်မိဖို့အရေးကြီးတယ်နောက်ထပ်နံပါတ်2တစ်ချက်ကကြတော့ဥပမာဖုန်းနံပါတ်တို့ပြီးသွားပြီဆိုလို့ရှိရင်အဝေးအစားတွေဒီလိုရိုင်းဆိုင်တဲ့အဝေးအစားမျိုးတွေပေါ့နော်ဒီလိုမျိုးတွေကိုလည်းချောင်ကျင်ပေးပါဒါပေမဲ့အဲ့ဒီလိုမျိုးချောင်ကျင်ရမှာကလည်းကိုသွားနေတဲ့လမ်းကြောင်းနဲ့မူတည်ပါတယ်ဘာကြောင့်လဲဆိုတော့လင်းကိုယ်တိုင်ဖြစ်သွားခဲ့တဲ့ဖြစ်ခဲ့လေးဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဟိုတနေ့ကတော့ဆိုလို့ရှိရင်ဗီဒီယို2ပုတ်အပန်းခံထိတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးမှာလာပြီးတော့မျှဝေပေးသွားတာဖြစ်ပါတယ်တကယ်လို့ကိုကနေပြီးတော့ TikTok မှာဗီဒီယိုတွေဖန်တီးနေတယ်ဆိုရင်တော့ဒီအချက်တွေကိုစောင့်ကြည့်နိုင်အောင်ဒီဗီဒီယိုလေးကနေပြီးတော့လာပြီးတော့မျှဝေပေးသွားတာဖြစ်ပါတယ်တကယ်လို့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်တော့နောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူး